16နှစ်အရွယ်သားရှိသေးပေမဲ့စိုင်းတီးတက်တန်း12နှစ်ရှိပြီးမိဘတွေကိုပြည့်ပြည့်စုံစုံထားနိုင်တဲ့စိုင်းမင်းသမီးစုစုစံဆိုင်လောက်ကထဲမှာစိုင်းမင်းသမီးစုစုစံကအသက်ငယ်ငယ်လေးနဲ့အောင်မြင်နေသူဖြစ်ပါတယ်။အသက်6နှစ်အရွယ်ကလေးကစိုင်းပညာကိုလေ့လာခဲ့တဲ့စုစုစံကအခုမှအသက်18နှစ်သာရှိသေးပါတယ်ရှင်။ဒါပေမဲ့သူရဲ့စိုင်းတီးတက်တန်းကတော့12နှစ်တောင်ရှိပြီဖြစ်တာကြောင့်အံ့ဩနေကြပါတယ်။18နှစ်အရွယ်သားရှိသေးပေမဲ့ဝင်ငွေကတော့ကောင်းသူဖြစ်လို့စိုင်းပညာနဲ့မိဘတွေကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာထားနိုင်တဲ့သူပါ။စုစုစံတို့ရဲ့မျိုးရိုးကတော့စိုင်းတီးခဲ့တာဖြစ်ပြီးမိဘတွေကလည်းစိုင်းတီးတာကိုအားပေးကြပါတယ်။အသက်6နှစ်အရွယ်မှာတဲ့တချင်းကိုလည်းထောက်နိုင်တဲ့အပြင်စိုင်းတီးတာလည်းကျွမ်းကျင်နေပါပြီ။ Clash of Clans ဆိုတဲ့တချင်းကိုစုစုစံကပဲတည်ဆိုခဲ့ပါတယ်။အခုတော့ဒီတချင်းကိုတည်ဆိုခဲ့တဲ့စုစုစံကအသက်18နှစ်အရွယ်တောင်ရောက်သွားပြီးတော့ဝင်ငွေကောင်းသူတယောက်ဖြစ်လာခဲ့ပါပြီ။စုစုစံတီးတဲ့ဆိုင်ထဲမှာအခန့်ကျင်းတဲ့ဆိုတာကြောင့်နှစ်နဲ့ချီပြီးကြိုတင်ချိတ်ထားတဲ့သူတွေလည်းရှိပါတယ်။ကထိန်ပွဲရာသီတွေပြင်အလူမင်္ဂလာပွဲတွေမှာစိုင်းတီးတတ်တဲ့စုစုစံကဝင်ငွေကောင်းလို့နောက်ဆုံးပေါ် iPhone နဲ့ iPad တွေကိုလည်းဝယ်လာနိုင်ပါတယ်။ဒါတည်းမကသေးပဲစုစုစံကသူတက်မြောက်ထားတဲ့စိုင်းပညာနဲ့မိဘတွေကိုရွှေတွေငွေတွေဝယ်ပေးနိုင်ပြီးတော့ကအကောင်စားကြီးတစ်စီးကိုလည်းဝယ်ပေးနိုင်ခဲ့သူပါ။မိဘတွေအတွက်ခြံဝန်းကျဲကြီးကိုလည်းဝယ်ပေးခြင်းနဲ့ဆန္ဒရှိပါတယ်။စုစုစံကစိုင်းတီးတဲ့ပညာမှာတော့အောင်မြင်နေတာကြောင့်တခြားရွယ်သူတွေကတော့သူ့ကိုအားကျနေကြရပါတယ်။ညီမနှစ်ယောက်ချဲမှာအကြီးဆုံးဖြစ်တဲ့စုစုစံကအမကြီးအမိယာပေးသားပြီးတော့အသက်ငယ်ငယ်လေးနဲ့စီးပွားရှာတော်သူဖြစ်ပါတယ်။ဒါပေမဲ့စုစုစံကအတတ်ပညာတက်မြောက်တဲ့ပညာတက်ဘွဲရတယောက်တော့ဖြစ်ခြင်းနဲ့ဆန္ဒရှိပါတယ်။ဝင်ငွေကောင်းတဲ့စုစုစံကအတတ်ပညာ6တန်းအထိပဲတက်ပူပြီး9တန်းကိုမတက်ရသေးပါဘူး။ကျောင်းတက်နေစဉ်တုန်းကလည်းညဘက်ဆိုရင်စိုင်းတီးပြီးမနက်ဘက်မှာစံမွေးဖြစ်ရတာကြောင့်ပညာရေးမှာလည်းအားနိုင်ခဲ့ပါတယ်။ကျောင်းတက်နေတဲ့ရွယ်သူတွေကိုမြင်တော့စုစုစံကလည်းအားကျမိပြီးစိုင်းမသမီးတန်းမှာပညာတက်ပွင့်ရလေးဖြစ်ခြင်းလို့ကျောင်းပြန်တက်ချင်တယ်လို့ဆိုပါတယ်။တခြားနေရာမှာပြည့်စုံနေပြီးမြပညာရေးမှာအားနည်းနေလို့စုစုစံလည်းစိတ်အားငြိမ်ရတဲ့အခြေအနေရှိပါတယ်နော်။စုစုစံကရုပ်ရည်လည်းရှိတာကြောင့်ပညာတက်ပွင့်ရလေးဖြစ်ရင်တော့ပြည့်စုံသွားပြီလို့လည်းအားပေးကြပါတယ်။မိဘတွေကလည်းစုစုစံကိုကျောင်းပြန်တက်စေချင်ကြပေမဲ့စီးပွားရေးကိုဦးစားပေးရမယ့်အချိန်ရောက်လာခဲ့တာကြောင့်ကျောင်းလည်းမတက်နိုင်တော့ပါဘူး။စုစုစံရဲ့မိဘတွေကလည်းကျောင်းမထားပေးနိုင်တာမဟုတ်ပဲစုစုစံကိုယ်တိုင်ကစီးပွားရေးကိုဦးစားပေးနေရတာကြောင့်ဖြစ်ပါတယ်။စုစုစံကအိမ်နဲ့ပွဲပဲကူးနေရတာကြောင့်လူငယ်ဘဝကလေးဘဝရဲ့အရသာကိုလည်းမခံစားခဲ့ရပေမဲ့ဝင်ငွေကောင်းသူတော့ဖြစ်လာပါတယ်။ဒါကြောင့်စုစုစံကသူ့ရဲ့ညီမလေးကိုတော့အတန်းပညာတက်သူလေးဖြစ်စေချင်လို့စိုင်းပညာမသင်ပေးသေးပါဘူး။ကလေးဘဝရဲ့အရသာကိုအပြည့်အဝခံစားရအောင်လို့အလုပ်လည်းမလုပ်ခိုင်းပဲစုစုစံကသူတယောက်တည်းအလုပ်တွေစူးစမ်းနေသူဖြစ်ပါတယ်။အမျိုးသမီးစိုင်းပညာရှင်တွေနဲ့ပါလာတဲ့ခင်မှာတော့စုစုစံကရှက်ရှက်ပါပါစိုင်းမသမီးလေးဖြစ်တာကြောင့်ပရိသတ်တွေကအများအပြားအားပေးကြပါတယ်။စုစုစံကအရင်ကတော့စိုင်းကိုရှေ့ပိုင်းပဲတီးပေမဲ့အားပေးသူတွေများလာချိန်မှာတော့နောက်ပိုင်းလည်းတီးလာနိုင်ခဲ့ပြီးစိုင်းလေးသက်တမ်းကတော့12နှစ်ရှိသွားပြီဖြစ်လို့စိုင်းပညာကိုကျွမ်းကျင်နေပါပြီနော်။စိုင်းမသမီးတွေထဲမှာတော့စုစုစံလည်းလူကြိုက်များလို့ရန်ကုန်ကပွဲတွေထိတွားရောက်ဖျော်ဖြေနေရပါတယ်။စုစုစံရဲ့ရုပ်ရည်လေးကလည်းချောမောနေလို့သူ့ကိုစကားရိုက်ဖို့အတွက်လည်းအားပေးကြပါတယ်။သူကတော့စိုင်းတီးတာကိုပဲဝါသနာပါလို့တခြားအနုပညာအလုပ်တွေကိုတော့မလုပ်ပဲစိုင်းမဲတီးသွားမှာပါရှင်။စုစုစံရဲ့အဖေကစိုင်းနဲ့ပတ်သက်တဲ့စက်ပစ္စည်းတွေကိုဝယ်ရတာသဘောကျပြီးအဖေစိတ်ချမ်းသာအောင်လို့ငွေတွေကိုရှာပေးနိုင်တဲ့အတွက်ဂုဏ်ယူနေရသူဖြစ်ပါတယ်။စုစုစံကရသမျှငွေတွေကိုမိဘတွေကိုအကုန်လုံးအကျိတ်စိုင်းမသမီးလေးဖြစ်ပြီးတော့တည်တက်လိမ့်မာလာကြောင်းလေသူကိုပရိသတ်တွေကပို့ပြီးတော့သဘောကျကြတာပါရှင်။စုစုစံရဲ့စိုင်းကိုသဘောကျသူလားဆိုတော့ပြပြခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။